경주에서 다녀왔는데 사람들이 많더라고요. 그리고 점심은 먹었는데 입에 맞더라고요. 볼거리도 많고 재미있더라고요. 신라 여사관도 있는데 무료더라고요. 여러분 안녕하세요. 밍글라바 알로. ကျွန်တော်ဒီနေ့ပေါ့နော်ဒီတော့라고요အကြောင်းလေးကိုပြောချင်ပါတယ်ဒီကျွန်တော်ကပေါ့နော်မနေ့က 경주안이 ပြန်လာတာ 경주안이 ပြန်လာတဲ့အခါမှာကျွန်တော်ရဲ့အတွေ့အကြုံပေါ့နော်ကိုတယောက်ယောက်ကိုပြန်ပြောတဲ့အခါမှာကျွန်တော်ကဒီတိုင်းပေါ့နော်လူတွေများတယ်사람들이 많나요 입에 맞아요 재미있어요 무료입니다 အဲ့လိုပြောမဲ့အစားတော့라고요နဲ့သုံးလိုက်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ grammar level အဆင့်ကတစ်ဆင့်မြင့်သွားတာပေါ့နော်ဟိုတိုင်း level 1 2 မဟုတ်တော့ဘူးပေါ့3 4အဆင့်လောက်ရှိမှာပေါ့နော်3လောက်ရှိမှာပေါ့အဲ့ဒါကိုဒီတော့라고요 သုံးပြောတယ်ဆိုရင်တော့ပို့ပြီးတော့အဆင့်မြင့်တာပေါ့နော်တော့라고요ရဲ့အဓိပ္ပာယ်ဘာလဲဆိုတော့ကိုတွေ့ကြုံခဲ့တဲ့အတွေ့အကြုံကိုယ့်ရဲ့ experience ကိုကိုကပြန်ပြီးတော့ sharing လုပ်တဲ့အခါမှာသုံးတာဖြစ်ပါတယ်ဥပမာဒီစာကြောင်းမှာကြည့်မယ်ကျွန်တော်ကမနေ့က 경주ကနေပြန်လာတယ် 경주에서 다녀왔는데 사람들이 많더라고요 경주ကနေသွားပြီးပြန်ခဲ့တာပေါ့လူတွေများတယ် 경주မှာကျွန်တော်ကဒီလူတွေအများကြီးကိုတွေ့ခဲ့တာကျွန်တော်တွေ့ခဲ့တဲ့အကြောင်းကိုအခြားလူကိုပြန်ပြောတာနောက်ပြီးတော့ဒုတိယစာကြောင်းမှာတော့ကျွန်တော်က 경주မှာနေ့လည်စာစားတာပေါ့နော်အရသာ green တွေ့ခဲ့တယ်ပေါ့နော် 그리고 점심을 먹었는데 입에 맞더라고요နေ့လည်စာစားခဲ့တာအရသာတွေ့ကောင်းတယ်ပေါ့နော် green တွေ့ခဲ့တယ်ကျွန်တော်ကနေ့လည်စာစားတဲ့အချိန်မှာကျွန်တော်ပါဇက်နဲ့ဒီပေါ့နော်အစားအစာရင်းနဲ့ကိုက်ညီတဲ့အကြောင်းကိုကျွန်တော်ကဒီတိုင်း 입에 맞아요 လို့ပြောတာမဟုတ်ဘူး 입에 맞더라고요 grammar လေးတစ်ဆင့်မြင့်တယ်ပေါ့နော်အပေါ်ကစာကြောင်းဆိုလဲ 사람이 많더라고요 လို့မပြောဘဲနဲ့ 사람이 많아요 လို့ပြောမယ်ဆိုရင်တော့ grammar အဆင့်နှိမ့်တာပေါ့နော် level 2 အဆင့်လောက်ပဲရှိမှာပေါ့ကျွန်တော်တို့ကဒီအဆင့်မြင့်ခြင်းနဲ့ဆိုရင်တော့ဒီလိုဟာလေးသုံးပြီးဖို့လိုအပ်ပါတယ်နောက်ပြီးတော့ number 5မှာ 볼거리도 많고 재미있더라고요 ကြည့်စရာလေးများပြီးတော့စိတ်ဝင်စားစရာကောင်းခဲ့တယ်ကျွန်တော်ကမနေ့ကဟိုဒီကြည့်ပြီးတော့အရင်စိတ်ဝင်စားတယ်ပေါ့နော်ကျွန်တော်စိတ်ဝင်စားတဲ့အကြောင်းကိုအခြားတစ်ယောက်ကိုပြောတဲ့အခါမှာကျွန်တော်က 재미있더라고요 더라고요 သုံးလိုက်တာနဲ့အဲ့ဒီအတွေ့အကြုံတစ်ခုကိုကျွန်တော်ကတွေ့ကြုံခဲ့ပြီးပြီဆိုတဲ့အဓိပ္ပာယ်ပါပါတယ်သူ့ရဲ့အဓိကအရေးကြီးတဲ့ main point ကအဲ့ဒါဖြစ်ပါတယ်ကိုယ့်ရဲ့အတွေ့အကြုံကိုပြန်ပြီးတော့ပြောတဲ့အခါမှာသုံးတာဖြစ်ပါတယ် 신라 여사관도 있는데 무료더라고요 신라 ခမိုင်းပြကန်းလေးရှိတာအဲ့ဒါကအခမဲ့ပါဒီမှာပေါ့နော်နောင်နေဆိုရင်တော့အသက်ရှိရင် 이더라고요 အသက်မရှိရင် 더라고요 ဖြစ်ပါတယ်ကျန်တဲ့ဟာကတော့ quality ဘက်ပဲဖြစ်ဖြစ် action ဘက်ပဲဖြစ်ဖြစ်ပေါ့နော် 더라고요 တန့်ကဲရုံပါပဲဒါကကိုယ့်ရဲ့အတွေ့အကြုံကိုပြောတဲ့အခါမှာအများကြီးအသုံးဝင်တဲ့ grammar လေးဖြစ်တယ်ပေါ့နော်အဲ့တော့အားလုံးသိထားမယ်ဆိုရင်တော့အဆင်ပြေပါတယ်ဟုတ်ကဲ့ဒါပါပဲဗျာကျေးဇူးတင်ပါတယ်